ကြီးပါတယ်ဆိုတဲ့လူအိပ်ပျော်ဖို့ခက်ခဲပါတယ်ဆိုတဲ့လူရဲ့ကောင်းခြင်းမှာဒီနံပါတ်အတွဲကိုစောင့်ထားလိုက်ပါရှင်နှစ်ရှစ်ကိုငါဆေးရုံဆေးခန်းအိမ်ဦးနဲ့ကြမ်းပြင်မပြတ်တမ်းတွားနေကြပါတယ်ဆိုရင်ဒီနံပါတ်အတွဲကိုကတင်ကောင်းခြင်းမှာစောင့်ထားလိုက်ပါရှင်မကြမ်းမမာဖြစ်နေပါတယ်ဆိုရင်ဒီနံပါတ်အတွဲကိုပတ်စာအိတ်ထဲမှာစောင့်ထားလိုက်ပါရှင်နှစ်ရှစ်ကိုငါကျမ်းမာရေးအထူးပဲကောင်းမွန်စေမယ်ထက်ပုဂ္ဂိုလ်ရဲ့စောင့်ရှောက်မှုကိုလည်းအထူးပဲခံရစေမယ်တင့်စီကိုကျမ်းမာခြင်းတွေချမ်းသာခြင်းတွေအပြည့်အစုံရလာစေမယ်ကံကောင်းခြင်းနံပါတ်အတွဲလေးဖြစ်ပါတယ်ရှင်တစ်ရှစ်ကိုငါလက်လာပါအထူးပဲရှိစေမယ်ငွေချေးကအရန်ကောင်းတယ်ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုထောက်ခံမှုကိုလည်းအထူးပဲရရှိစေမယ်အထက်ပုဂ္ဂိုလ်ရဲ့စောင့်ရှောက်မှုကိုလည်းအထူးပဲရရှိစေတဲ့အတွက်တင့်ကိုကံကောင်းခြင်းအကြီးစားလေးပေးမယ်နံပါတ်အတွဲဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုချစ်ရတဲ့သူတွေကိုမျှဝေလိုက်ပါရှင်ဖုန်းနံပါတ်ကိုပြောင်းလဲရင်တင့်ရဲ့ဘဝမောက်ချအေကပြောင်းလဲပါမယ်နံပါတ်8နန်းရွှေလွင်ပါ